ကဲနွေရသည့်နေပူပူမှာနေလည်နေခင်အစာပြေစားဖို့အတွက်မြေပဲယိုထိုးနည်းလေးကိုအားလုံးသိအောင်မျှဝေပေးပြရစီရှင်ထိုးနည်းလေးကလည်းလွယ်ကူရိုးရှင်းတာမို့လိုက်ပါကြည့်ရှုပေးပါအောင်နော်ကဲပါဝင်ပစ္စည်းကတော့ဒီ၃မျိုးလိုပါမယ်မြေပဲလေးတွေကိုကျွန်မစလုံးစပ်ကူလေးထောင်းထားတယ်ထောပတ်ရဲ့တကြားရဲ့ပေါ့နော်ကဲကျွန်မတို့အေးခံမဲ့ပန်းလေးကိုလည်းအစင်သစ်လောက်ထားပြီးဆိုရင်တော့အစထိုးလို့ရပါပြီဒဲတဲ့ကိုကျွန်မတို့တကြားထည့်ပါမယ်ကဲကျွန်မကတော့ချိုရဲနေတာမျိုးကြီးမကြိုက်တာနဲ့တကြားနဲ့မြေပဲလော်ကိုစားတူသုံးထားပါတယ်ကဲတကြားလေးတွေအားလုံးပျော်သွားအောင်ကြိုးပြီးသွားပြီဆိုရင်တော့ထောပတ်ကိုထမင်းစားစွန်းနဲ့တစွန်းခွဲလောက်ထည့်လိုက်တယ်ပြီးရင်တော့အားလုံးပျော်ဝင်တီအထိမှွေထားပေးလိုက်ပါမယ်ကဲအခုလိုနေထားလေးရောက်ပြီဆိုရင်တော့မြေပဲလော်ထောင်းထားလေးကိုထည့်ပြီးတော့မှခက်မြန်မြန်ခက်တွတ်တွတ်ကလေးမှွေထားပေးရပါမယ်ကြိုတဲ့တစ်ချောင်းလုံးကိုလည်းမီးကိုအလဲလက်လောက်နဲ့ပဲကြိုထားပေးရပါမယ်ကဲနှက်ဆောင်မွေးပြီးသွားပြီဆိုရင်တော့ဘန်းနဲ့ကိုကျမတို့အေးခံထားလိုက်မယ်ကျမကကြတော့ကြိုတဲ့တစ်ချောင်းလုံးကိုမီးအလဲလက်လောက်နဲ့ကြိုထားတာဆိုတော့ချက်ချင်းကြီးခဲမသွားဘူးပေါ့နော်အချိန်ရပါတယ်ပြင်မျက်နှာပြင်လေးကိုတတရောက်မှနဲ့အသားညှိပြီးသွားပြီဆိုရင်တော့ပို့ပြီးတော့ချုံးမွတ်သွားအောင်စတီးစလုံးလေးနဲ့အခုလိုလေးညှိလိုက်ပါတယ်ပြီးရင်တော့မြေပဲယိုလေးတွေကိုပုံလှလှလေးထွက်ပြီးတော့မှဖဲ့ရလွယ်အောင်အခုလိုအရာလေးတွေပေးထားပေးလိုက်မယ်အခုလိုပုံဖော်တဲ့နေရာမှာမြေပဲယိုလေးတွေအရန်ပြော့နေသေးတယ်ဆိုရင်တော့ပုံမကြပါဘူးနည်းနည်းခက်မမအနေထားလေးမှာပုံဖော်မယ်ဆိုရင်တော့အဆင်ပြေပါတယ်ကဲတနားရီလောက်အေးခံပြီးပြီဆိုရင်တော့ကျမတို့ရဲ့မြေပဲယိုလေးတွေကိုစပြီးတော့မှဖက်ကြည့်ရအောင်ချိုးကမြေပဲယိုထိုးရင်ထညက်နဲ့ထိုးကြတာလည်းရှိတယ်တကြားနဲ့ထိုးတာကကြတော့အခုလိုကျွတ်ကျွတ်မမာလေးနဲ့ပို့ပြီးတော့မှစားလို့ကောင်းစေတယ်အားလုံးဖက်ပြီးသွားပြီဆိုရင်တော့အရသာလေးမီးစမ်းကြည့်လိုက်ပါအောင်မယ်ချိုးချိုးကျွတ်ကျွတ်ကလေးနဲ့တော်တော်လေးကိုစားလို့ကောင်းစေပါတယ်ကဲကျမကတော့တခါတည်းစားမကုန်တဲ့မြေပဲယိုလေးတွေကိုအခုလိုဘူးလေးတွေထည့်ပြီးတော့မှကိုစားတဲ့အချိန်မှာစားဖို့တင်ထားပေးလိုက်တယ်ဒီမြေပဲယိုထိုးနည်းလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးပါရှင်